နေပြည်တော်ကတထင်းရက်ကွက်မှာနေထိုင်ပေမဲ့အကျော်ဆိုင်လေးဖွင့်ထားရတဲ့ပလင်းဝင်းရဲ့နောက်ွယ်ကအကြောင်းရင်းတစ်ချိန်ကပလင်းဝင်းဟာဗီဒီယိုဇာတ်ကားတွေနဲ့ကြော်ညာတွေမှာအောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့အတန်ကြာကင်းကွာခဲ့ရကနေလက်တလုံးမှာတော့လမ်းဘေးတနေရာမှာအကျော်ဆိုင်နဲ့အေးဆိုင်လေးဖွင့်ပြီးကိုယ်တိုင်ဝင်ရောက်ရောင်းချနေတာကိုပရိသတ်တွေကမြင်တွေ့ခဲ့ကြရတာပါ။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရပြီးတဲ့နောက်ဆိုရှယ်မီဒီယာမှာလူတဘာဝအရာတနာတက်တဲ့ပရိသတ်တွေကစိတ်မကောင်းဖြစ်ခဲ့ကြတာပါ။အနုပညာအလုပ်တွေမရှိတော့လို့ဆင်းရဲသွားတာနေမှာပါဆိုပြီးအွန်လိုင်းစာမျက်နှာတွေပေါ်မှာတနာကျူနာတက်ဆွမ်းနဲ့ပြောဆိုခဲ့ကြပါတယ်။တကယ်တော့ပရိသတ်တွေဘက်ကဒီလိုထင်မြင်သွားတာလည်းမှန်ပါပဲ။နာမည်ကြီးမင်းသမီးတယောက်ကလမ်းဘေးမှာအကျော်ထိုင်ရောက်နေတာကိုမြင်ရင်တော့ဘယ်သူမှဆိုဒီလိုပဲတွေးမိကြမှာသိကြပါတယ်။ဒါပေမဲ့အထင်မြင်လွဲမှားမှုတွေကိုရှင်းလင်းပေးဖို့အတွက်ပလန်ဝင်းရဲ့တငယ်ချင်းဖြစ်သူဆုရှင်လက်ကဖြည့်ရှင်းပေးလာခဲ့တာပါ။တငယ်ချင်းဖြစ်သူဆုရှင်လက်ကပလန်ဝင်းဟာမရှိစင်းရဲလို့လမ်းဘေးဆိုင်ဖွင့်နေတာမဟုတ်ဘဲကိုပိုင်တိုက်ကိုပိုင်ကားနဲ့နေနိုင်ပြီးတော့အလုံးလုံးချင်လို့တောင်အိမ်ရှိမှာဆိုင်ဖွင့်ထားတာဖြစ်တယ်လို့ဖြည့်ရှင်းပေးလာခဲ့တာပါ။ကိုပိုင်ချန်ကျဲကြီးတဲ့ကတိုက်ရင်ကြီးနဲ့နေပြီးကိုပိုင်ကားနဲ့သွားလာနိုင်လောက်အောင်ပြည့်စုံကြွယ်ဝနေတဲ့သူတယောက်ကဘာလို့အကျော်ဆိုင်လေးဖွင့်နေရတာလဲဆိုတာကတော့အပျော်တတ်တဲ့နဲ့အလုံးလုံးချင်လို့ပါအိမ်မှာဒီတိုင်းအလကားအချိန်ဖြုံးနေမယ့်အစားဝါသနာပါတဲ့စားသောက်ကုန်လေးတွေကိုဖန်တီးပြီးအိမ်ရှိမှာပဲဆိုင်လေးထွက်ရောင်းရတာကသူ့အတွက်တော့ဘဝရဲ့အေးချမ်းမှုနဲ့ပျော်ရွှင်မှုတစ်ခုဖြစ်နေလို့ပါပြည့်စုံနေတာကိုသိသွားတဲ့အခါမှာလည်းသူ့ရဲ့နောက်ွယ်မှာငွေကြေးတောင့်တင်တဲ့သူတယောက်ယောက်နဲ့အိမ်တောင်ကျသွားလို့နေမှာပေါ့ဆိုပြီးထင်ကြီးပေးလာကြပြန်ပါတယ်တကယ်တမ်းမှာတော့ပလန်ဝင်းကအခုချိန်ထိအိမ်တောင်မရှိသေးပဲတယောက်တည်းအေးဆေးဆေးနေထိုင်နေတဲ့အပြိုကြီးတူဖြစ်ကောင်မိဘတွေကိုစောင့်ရှောက်ပေးနေတာပါငွေကြေးချမ်းသာပေမဲ့လည်းအကျော်ဆိုင်နဲ့အေးဆိုင်လေးဖွင့်ပြီးဝါသနာပါတဲ့အရာတွေကိုလုပ်နေတဲ့ပလန်ဝင်းရဲ့ဘဝအပေါ်ဘလို့ထင်မြင်မိပါသလဲရှင်။ဂျီယန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။